အပြန်ဘာမှမစွတ်ခူးနိုင်တဲ့လက်နှစ်ဖက်ကလက်အုပ်မချီဖြစ်တာလဲလက်နှစ်ဖက်စာနှစ်များကြာအမျော်တွေလမ်းမှာတစုံထားခဲ့နိုင်တာပဲရှိတယ်ကို့အညွန့်လေးတလူလူအတွက်အမေအခက်အလက်လေးတွေချိုးချိုးပေးရဒီလောက်တောင်မဲလာသားရင်ပြန်ခဲ့ပါတဲ့အမေယုံကြည်ချက်နဲ့မာနတရားဆိုတာဒီလိုရှိပါတယ်ဆိုပြီးရသမျှဒုက္ခတွေအမေစီခဏခဏပြန်ရောက်ခဲ့အမေပေးခဲ့သမျှတွေကဟောင်းနွမ်းပျောက်ရှပျက်စီးဆွေးမြေပြီးကိုပေးခဲ့တဲ့အမျှော်တွေသာညနေတိုင်းရင်လမ်းမှာထွက်တဲ့မျက်ရည်တွေဖြစ်ခုတော့စိတ်ညစ်ညစ်ရှိတိုင်းအမေပခတ်နဲ့လွှဲတိတ်တယ်လို့မူးပြီးမှအိပ်ပျော်တတ်တာပဲတကယ်တော့ဘာမှမဟုတ်တဲ့မာနနဲ့ဘာမှမယူနိုင်လဲနေပါစေအမေကြိုက်တတ်တဲ့သပင်ပုံစံလေးညှက်ပြီးတက်တက်ရဲရဲပြန်လာတယ်ဆိုရင်ပဲရင်ဘက်ကလေးလက်နဲ့ဖိပြီးပြုံးပြုံးကြီးကြည့်နေမှာတားတိပါရဲ့မေတစ္ဆာပိုင်ဆို